မြောက်ဖျားမှာရှိတဲ့နှင်းစွတ်တောင်တန်းများထူပိန်းနဲ့ဆိုင်တဲ့တောအုပ်များကြမ်းတမ်းခတ်ထန်တဲ့ကြောက်ဆောင်များမှမြစ်ဖျားခံခဲ့ပြီးမန်ဟုံပြင်းစွာစီးဆင်းလာခဲ့တဲ့အေယာဝတီမြစ်ရေအလျင်ဟာဒီနေရာတစ်ဝိုက်ကိုအရောက်မှာတော့ရှင်မဟာမောက်ကလန်မထေမြတ်ရဲ့အဆုံးအမမှာတီအန့်နဲ့နန္ဒောပနန္ဒာနဂါမင်းအသွင်တိမ်မွေ့ညင်တက်တဲ့သဘောကိုတက်ဝင်ရောက်ရှိပြီးဖြစ်ခါတချို့နေရာတွေမှာတော့မွေပပြင်းနဲ့ဖြူဖွေးမဆောက်တဲ့ကပယံကြီးများတချို့နေရာတွေမှာတော့လွင်ငယ်ပမာအပြန့်ကျဲတဲ့တောင်မြစ်များကိုဖြစ်ပေါ်စေပြီးမြို့ကိုချီးတုံခွာတုံပြုကာမပြတ်သောအလျင်ဖြင့်ထောင်စဉ်ငိမ့်ငိမ့်ရင်ရင်စီစဉ်မြဲစီစဉ်လေရာပုတ်ပါတောင်တစ်ခုမှစိတ်ဆန်းအသွဲ့သွဲတို့ပေါင်းစည်းမိကာအလဲပိုင်းလွင်တလျှောက်မှသည်ဒီနေရာတစ်ဝက်အရောက်မှာတော့ပင်းအမည်ဖြင့်ထင်ရှားအံ့သည်ဖြစ်ခါမိုးခါတောင်ကျချောင်းရိုင်းအသွင်ရေအလျင်ပြေးမောက်ကြမ်းတမ်းစွာနွေအခါစိတ်ဆန်းအသွင်ညင်ညင်တာတာရွေလျောရာချောင်းတသွဲသည်မိခင်ရင်ငွေကိုခိုလုံအံ့ပြီးသည့်သားငယ်အသွင်လာရောက်ပူပေါင်းစည်းဝင်လေရာကရေအလျင်နှစ်သွဲအကြားမှာကြက်ရှာဆုံးတရံတီရှိပြီးအန်ကိုပါနဲ့အနားတက်ထားတဲ့ဒီနေရာကိုဟိုးပဝေရှိကစိတ်သာကွန်းတောင်မျိုးလို့ခေါ်ဝေါ်သမုတ်ခဲ့ပါတယ်အနောက်မျက်စိမှဒေတာရာဇကြိုးပြည့်ရှင်အဇာတသက်မင်းနဲ့ထီးပြိုင်နန်းပြိုင်တကောင်းပြည့်ရှင်ဘရင်စပူဒီပါဒစမင်းလက်ထက်စီကလေးကဒီမျိုးရဲ့တမိုင်းရေးရေးစခဲ့တယ်လို့ဆိုရမှာပေါ့ခင်ဗျာထိုစဉ်ခါကအေယာရီမြစ်တီပဲဒီနီးနားမှာရှိတဲ့သမုတ်တရားကိုစီးဝင်ရတဲ့အဟောင်ရှိတယ်လို့ဆိုကြပါတယ်အလွန်တာယာချမ်းမြေ့ပွဲကောင်းတဲ့စိတ်ကမ်းတစ်ခုဟာယခုအခေါ်မင်းလင့်တောင်အနီးတစ်ဝိုက်မှာရှိခဲ့ဘူးတာကိုအစွဲပြုပြီးစိတ်သာကွန်းတောင်မျိုးလို့ခေါ်စမှတ်ပြုခဲ့ပါတယ်ကြောက်မစင်ကြောက်မိချောင်းခကြီးတောင်ရွှေကြို့ပင်လင့်တပင်မင်းလင့်တောင်အေးလေးလုံးကြားကြီးတောင်တောင်ခမောက်တို့သည်လည်းဒီနေရာအဝန်းတစ်ဝိုက်ရဲ့နယ်နိမိတ်အန်ကိုပါပဲဖြစ်ပါတယ်ဘဝစတိုင်း